ကျွေလွင်သွားမနေရလေတရားများနဲ့ဖြတ်ကျော်စေပြန်လာခဲ့ဖို့တင်ပြီးမို့အေးရခုမခုနာခွေရငယ်ခြင်းလေအေးမြရဲ့ဘယ်မှာရှိမလဲတကယ်ဆို